နားလည်မှုဆိုတာတော်ယုံနှလုံးသားနဲ့မပေးနိုင်ဘူးတခါတလေကိုယ့်ဘက်ကမမားလေတောင်းပန်လိုက်ရတာတွေကိုယ့်ဘက်ကမလွန်လဲစခေါ်ပြီးခဲ့ရတာတွေတုံ့ပြန်ခြင်းပါလျက်နဲ့ညှို့သိမ့်လိုက်ရတဲ့ဝေဒနာတွေကိုယ်စိတ်နဲ့ကိုယ်ပြတ်သားလိုက်ခြင်းပေမဲ့ကိုယ်အတ္တတဲ့တစ်ဖက်လူကိုပြန်တွေးပြီးလိုတာတဲ့စိတ်ကိုပိုရှည်ပေးထားရတဲ့တန်ရောစင်တွေကိုမှအလျှော့မပေးရင်ပြတ်တောက်သွားတော့မယ်ဆက်ဆံရေးတွေဒါကြောင့်လေနားလည်မှုဆိုတာတော်ယုံမပေးနိုင်ဘူးလို့ပြောတာဒါပေမဲ့ကိုယ့်ပေါ်နားလည်မှုပေးနိုင်တဲ့သူဆိုရင်လူတွေကတန်ဖိုးမထားတတ်ကြဘူးအနိုင်ကျင့်ကျင်ကြတယ်အထက်စီးကဆက်ဆံကျင်ကြတယ်ငါတဘောငါစန္ဒနေရတကငါအမှန်လှုပ်ချင်းကြတယ်ဒါကလေအတိုင်းတာတစ်ခုထိပဲကောင်းပါတယ်အတိုင်းတာတစ်ခုကိုကြော်လွန်သွားတဲ့အခါမှာကိုယ့်အပေါ်တကယ်နားလည်ပေးနိုင်တဲ့သူတွေအလျှော့ပေးဆက်ဆံတဲ့သူတွေအနာကထွက်ခွာသွားရင်ဆုံးရှုံးရမှာကကိုပါအစင်းပြေးနေချိန်အနာမှာအဖော်ဖြစ်ရှိနေတဲ့အချိန်တွဲထားတဲ့လက်တွေမြဲနေချိန်ခဏမှာတော့ဘဒူးမှဂယုဆက်เสียမလိုပါဘူးအရေးလုံးเสียမလိုဘူးဆိုတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့လေဘဝမှာဘယ်အရာမှအကြာကြီးအမြဲတမ်းရှိမနေပါဘူးပြောင်းလဲခြင်းတရားတွေဆိုတာကြုံလာရမှာပါအဲ့ဒီအခါမှလေကိုဘလူစိတ်မျိုးထားမလဲကိုဘလူတုံ့ပြန်မှုတွေပြုတ်တတ်တယ်လေဒါတွေဟာဘဝမှာအရေးကြီးပါတယ်ကိုအလက်ကြမှာလူတွေကလှုပ်ရက်လေခြင်းလို့အပြစ်မတင်နဲ့လေပြန်စဉ်းစားပေါ့ကိုအလက်တုံးကငါလူတွေပေါ့ဘလူလှုပ်ခဲ့လေလို့ဝိဆိုတာတကယ်လဲပါတယ်